အိုင်တော့နေနေတဲ့ပုံနေတဲ့အတန်နဲ့ယူသုံးဝင်ပြပါနော်တဲ့လောက်ပြန်ပြီလို့ကျွန်တော်ခွင့်လာမတောင်းပါနဲ့လို့ကျွန်တော်ပြောထားတာအောင်ပါကိုယူသုံးရရှိတာယူသုံးလိုက်ပါလားလို့ဗလာသားရဲ့နော်အဲ့လိုမျိုးခွင့်တောင်းရင်ဗျာကျွန်တော်စိတ်ထဲလည်းမကောင်းပြီးတော့အားနာတယ်လို့ကျွန်တော်ခံစားရတယ်ဗျာနော်ဗလာသားတို့ခွင့်တောင်းလောက်တဲ့အထိလည်းကျွန်တော်မှအဆင်မရှိဘူးဗျာဗလာသားတို့ကိုကျွန်တော်လည်းခွင့်ပြုထားတာဗျာအဲ့ဒါမှလို့ကိုယူသုံးရရှိတာကိုယူသုံးမလိုက်ဗျာဒီလားကျွန်တော်ပြောမယ်နော်ကျွန်တော်ဗီဒီယိုတွေပုံတွေကျွန်တော်အတန်တွေကျွန်တော် profile ပုံတွေကောကျွန်တော်နံပါတ်တွေရောစိတ်ကြိုက်သုံးစိတ်ကြိုက် follower ရှာနော်ကျွန်တော်ပြောမယ်နောက်လုံးဝခွင့်လာမတောင်းဘူးဘာသာခွင့်တောင်းတဲ့ပုံစံကြီးအားနာစရာကြီးမသိဘူးအဲ့လိုခွင့်လာမတောင်းပါနဲ့နော်ကိုယူ3ရရှိအောင်ယူသုံးမလိုက်ကျွန်တော်ကလည်းခွင့်ပြုထားရပဲဗျာနော်ကျွန်တော်ဗီဒီယိုတွေယူသုံးလို့ရလားလို့မေးနေတဲ့ညီကိုတွေနော်ကျွန်တော်ဟိုးအရင်ဖော်လို့တသိန်းလောက်ရှိတယ်ကျွန်တော်ပြောဦးပါနော်မှတ်မိရလူတွေမှတ်မိပါနော်ကျွန်တော်နဲ့ပတ်သက်တာကျွန်တော်ဗီဒီယိုတွေကျွန်တော်အတန်တွေကိုယူသုံးမယ်ဆိုကျွန်တော်ကာဗာပေးစရာမလိုပါဘူးညီကိုတို့စိတ်ကြိုက်ယူသုံးပါဆိုတာလေအခုကျွန်တော်ရဲ့ follower 1 million ဗျာနော်ကျွန်တော်လုံးဝမပြောင်းလဲပါဘူးနော်ကျွန်တော်နဲ့ပတ်သက်တာဆိုကျွန်တော် fan တွေအနေနဲ့စိတ်ကြိုက်သုံးဝင်ရှိပါတယ်နော်ကျွန်တော်ဗီဒီယိုပဲသုံးတာကျွန်တော်အတန်ကျွန်တော်အပုံကြိုက်တာယူသုံးတာကျွန်တော်ကာဗာတွေပါလုံးဝပေးစရာမလိုနော်ကျွန်တော်ကြောင့် follower တွေ like တွေရပါလို့ကျွန်တော်ကမနာလို့နေမယ်လူတယောက်လည်းမဟုတ်ဘူးဗျာညီကိုတို့မယုံတက်တော့မှရရှာကြည့်လိုက် A1 ချောင်းဆိုတာအကောက်တို့ကဗျာအနည်းဆုံးရာကနန်းလောက်ရှိတယ်ဗျာသိရမလားပြီးတော့ follower တွေကလည်းအများကြီးပဲအချို့ဆို NCB ကပတ်စံရနေညီကိုရောက်ရှိတယ်ဗျာကျွန်တော်လုံးဝမနာလို့သိမရှိပါဘူးเนาะကျွန်တော်ကြောင့်ရရင်ကျွန်တော်ဝမ်းသာတယ်ပျော်တယ်အဲ့ဒါဆိုကျွန်တော် fan တွေအနေနဲ့ကျွန်တော်နဲ့ပတ်သက်တာမှန်တယ်စိတ်ကြိုက်ယူတော့